ကိုယ်တည်းရှောက်လန်းသူဤခီးတယောက်တည်းရှောက်လန်းသူကိုတွေးတဲ့အခါစိတ်တက်ကြနေသူလို့အလွယ်တကူမယူဆလိုက်ပါနဲ့အမှန်တကယ်တော့သူဟာအန္တရာယ်ရှိသူတဦးဖြစ်လာပြီလို့အဓိပ္ပာယ်ရပါတယ်သူဟာစိတ်တန်ရာများစွာရခဲ့ဘူးသူပါသူဟာတစ္ဆာဖောက်ခြင်းလိန်ညာခြင်းနဲ့အတုံးချခံရခြင်းတို့ကိုကြုံတွေ့ခဲ့ရပါတယ်တစ္ဆာရှိမှုတွေဟာဖုံးကွယ်ထားတဲ့လိမ်လည်မှုအဖြစ်ပြောင်းလဲသွားတာကိုမြင်ခဲ့ရပြီးဂတိတွေဟာလည်းဖန်ခွက်လိုကွဲကြေတာကိုခံစားခဲ့ရပါတယ်ဒါပေမဲ့ဒီနာကျင်မှုတွေကသူ့ကိုဖျက်ဆီးပစ်တာမျိုးမရှိပဲသူ့ကိုနိုးထစေခဲ့ပါတယ်သူ့ရဲ့ယုံကြည်မှုစနစ်ဟာအပိသက်ပြောင်းလဲသွားပါပြီလူအများနဲ့လိုက်ရောညီထွေဖြစ်အောင်နေထိုင်ခြင်းကိုစွန့်လွတ်လိုက်ပြီးသူကပိုပြီးအရေးပါတဲ့အရာတွေကိုစုပ်ကင်ထားပါတယ်သူ့ရဲ့ယုံကြည်မှုကလူအုပ်တွေစီမဟုတ်ပဲရည်ရွယ်ချက်ငြိမ်းချမ်းမှုနဲ့စစ်မှန်မှုတွေစီဦးတည်နေပါတယ်သူဟာသူများအာယုံစိုက်တာကိုနောက်ကနေလိုက်မနေတော့ပဲတိတ်ဆိတ်စွာပဲသူ့ရဲ့ကဘာကိုတိဆောက်နေပါတယ်သင်ကသူ့ကိုကြည့်ပြီးအထီးကျန်ခြင်းကိုသာမြင်ကောင်းမြင်ပါလိမ့်မယ်သူ့ရဲ့တိတ်ဆိတ်မှုကိုဝမ်းနည်းခြင်းလို့မှားယွင်းစွာကောက်ချက်ချနိုင်ပါတယ်သို့တော့တင်မှားပါလိမ့်မယ်သင်ကအထီးကျန်နေတယ်လို့ခေါ်တဲ့အရာကိုသူကအာယုံစိုက်မှုလို့ခေါ်ပါတယ်သူဟာဘသူ့ကိုမှစိတ်ဝင်စားဖို့မကြိုးစားပါဘူးသူဟာအင်ပါယာတစ်ခုကိုတိဆောက်နေတာပါတိတ်တဆိတ်စိတ်ရှိလက်ရှိမစုံမနစ်ပဲတိဆောက်နေတာပါသူ့ရဲ့အကြီးမားဆုံးကြောက်ရွံ့မှုကတယောက်တည်းဖြစ်နေတာမဟုတ်ပါဘူးအဲ့ဒီအစားသူ့ရဲ့ဘဝကိုအတုအယောင်ချစ်မမှန်ကန်တဲ့တငယ်ချင်းတွေအနှစ်မရှိတဲ့တစ္ဆာရှိမှုတွေနဲ့အချိန်ဖြုံးတာကိုအကြောက်ဆုံးပါပဲဒါကြောင့်သူ့ရဲ့ကာကွယ်ထားမှုကိုအေးဆက်တဲ့နှလုံးသားလို့မထင်လိုက်ပါနဲ့သူဟာမကျင်နာတတ်သူမဟုတ်ပါဘူးသူဟာအယမ်းကျင်နာလုံးချင်းကအနက်ရှိုင်းဆုံးဒဏ်ရာတွေကိုဖြစ်စေတယ်ဆိုတာကိုနာကျင်စွာသင်ယူခဲ့ရသူပါဒါကြောင့်ပဲသူဟာသူ့ရဲ့စွမ်းအင်ကိုရွှေလိုတန်ဖိုးထားပြီးကာကွယ်ပါတယ်သူဟာလမ်းပြောက်ဆုံးနေလို့တကိုယ်တည်းသွားနေတာမဟုတ်ပါဘူးနောက်ဆုံးတော့သူ့ကိုယ်သူတွေ့ရှိခဲ့ပြီးဖြစ်လို့တယောက်တည်းရှေ့ဆက်နေတာပဲဖြစ်ပါတယ်